မင်းရဲ့မျက်နှာပေါ်မှာကဏ္ဍမှာပန်းတပွင့်ပွင့်လာခဲ့ရင်တော့မင်းမှာအဆုံးဆုံးအစာစားစနစ်ကြီးတစ်ခုရရှိသွားပြီဆိုပြီးဂုဏ်ယူလိုက်ပါတော့ဒီကောင်လေးလိုမျိုးပေါ့အခုရှိမှမြင်တွေ့နေရတဲ့ရုပ်ဆိုးဆန်းကျယ်လာတဲ့တတဝါလေးကိုတော့ကျဲနှာခေါင်းပွေးကောင် Stenosmo လို့ခေါ်ပါတယ်သူဤမျက်နှာပေါ်ကပွင့်လန်းနေတဲ့ပန်းပွင့်ပုံစံအသားပိုလေးကတော့တကယ်တော့သူဤနှာခေါင်းထိပ်ပဲဖြစ်ပါတယ်ဒါဟာရေစရာလှုပ်ထားတာမဟုတ်ပါဘူးရက်ဆက်လာတဲ့တဘာဝတရားကြီးထဲမှာရှင်းပြရှင်းတန်ဖို့အတွက်သူဤအစွမ်းထက်ဆုံးစက်ပစ္စည်းတစ်ခုဖြစ်ပါတယ်ကျင်းနှာခေါင်းပွေးကောင်အတွက်တော့သူဤအမြင်အာရုံကလုံးဝနှီးပါပျက်စီးနေပြီဖြစ်တယ်လို့အကြအာရုံကလည်းမကောင်းလာပါဘူးတိုးတော့ဒီပန်းပွင့်ပုံစံနှာခေါင်းကတော့ပုံမှန်ထက်လွန်ကဲစွာစွမ်းအားထက်မြက်လာပါတယ်တေချာကြည့်မယ်ဆိုရင်ဒီပန်းပွင့်လေးကိုအသားမြင်လက်တက်20နှစ်ချောင်းနဲ့ဖွဲ့စည်းထားတာကိုတွေ့ရပါလိမ့်မယ်ဒီလက်တက်20နှစ်ချောင်းဟာအနံ့ခံအင်္ဂါမဟုတ်ပါဘူးအလွန်ဆူရှာတဲ့ထိတွေ့ခံစားမှုအင်္ဂါဖြစ်ပြီးသူဤပုံမှာအေမာအင်္ဂါအီမာအော်ဂန်လို့ခေါ်တဲ့အသေးစားခံစားမှုအဖူပေါင်း2500ကျော်ပါဝင်ပါတယ်ထိတွေ့ခံစားနိုင်စွမ်းဟာလူသားတွေလက်ချောင်းထိတ်ထက်အစာတရမကပုံမိုထက်မြက်ပြီးတစ်ချိန်ထိတွေ့လိုက်တိုင်းနှကြောပေါင်း3သိန်းကျော်ကိုချက်ချင်းလှုပ်ဆော်ပေးတာအချက်ပြမှုတော့ဒီကိုအုံနောက်စီတိုက်ရိုက်ပို့ဆောင်ပေးလိုက်တာပါဒါဟာမြေအောက်ကစမ်းတဝဝအမောင်ထုနှုံးနှစ်တွေထဲမှာတောင်မှဒီပန်းပွင့်လေးနဲ့နည်းနည်းလေးထိလိုက်ရုံနဲ့ခေါ်ကောင်လေးတွေမှာတည်တန်းစာရေးဖို့ပင်အချိန်မရတော့ဘူးဆိုတာကိုအတိတ်ပဲရပါတယ်ကဲငါစီပေးလိုက်တော့လို့ပြောလိုက်တယ်လို့ပါပဲရိုးရိုးရှင်းရှင်းပြောရရင်သူဟာနှာခေါင်းနဲ့အနံ့ခံပြီးအစာရှာတာမဟုတ်ဘဲနှုံးနှစ်တွေထဲမှာလက်တံလေးတွေနဲ့စမ်းသက်ရှာဖွေရဖြစ်ပါတယ်နှာခေါင်းစွမ်းအားထက်တာအပြင်ကျဲနှာခေါင်းပွေးကောင်ဟာအစမတန်စွမ်းအင်လောင်ကျွမ်းလုံးမြင့်တဲ့တရဝါလည်းဖြစ်ပါတယ်ကြီးမားတဲ့စွမ်းအင်သုံးစွဲမှုကိုထိမ့်သိမ်းဖို့အတွက်သူဟာတစ်နေ့ကိုသူဤခန္ဓာကိုယ်၄ချိန်ရဲ့နှစ်ဆဒါမှမဟုတ်အဲ့ဒီထက်ပိုတဲ့အစာတွေကိုစားသုံးရပါတယ်နိုးလာတာနဲ့အစာစားနေတာဒါမှမဟုတ်အစာရှာတဲ့လမ်းကြောင်းပေါ်မှာရှိနေတာလို့ပြောလို့ရပါတယ်သူဤအစာဖမ်းယူတဲ့အချိန်ကလည်းထိတ်လန့်စရာကောင်းအောင်မြန်ဆန်လာပါတယ်အစာကိုတွေးရှိချိန်စားလို့ရမရအတီးပြုချိန်ကနေ1 byte ထဲရောက်ရှိသွားချိန်ထိတစ်ခုလုံးအတွက်အမြန်ဆုံး3.10 နာစက္ကန့်ပဲကြာမြင့်ပါတယ်မင်းမျက်တောင်တစ်ခါခက်စားပင်မရှိသေးဘူးသူကအစာ3နဲ့စားပြီးသွားပြီဖြစ်ပါတယ်ထို့ကြောင့်သူဟာကမ္ဘာ့ဂင်းနစ်စံချိန်စံညွှန်းအဖွဲ့အစည်းရဲ့တရားဝင်အတိအမှတ်ပြုခြင်းကိုခံထားရတဲ့ကမ္ဘာပေါ်တွင်အစာအစားဆုံးအမြန်ဆုံးနိုးတိုက်တဝါဖြစ်ပါတယ်ထို့တော့အစာစားသမားကြီးရဲ့ဘဝကလည်းအမြဲတမ်းချုံမွေးမနေပါဘူးအိမ်မှာငြိမ်ငြိမ်လေးထိုင်နေရင်မိုးကြိုးပစ်ခံရတယ်လို့မျိုးပေါ့မိုးသေးထန်စွာရွာသွန်းပြီးမြေစီလွာတွေရေရှမ်းလာတဲ့အခါသူဤအိမ်လည်းမကြံတော့ပါဘူးကျန်နှာခေါင်းပွေးကောင်ဟာရေအောက်မှာအများဆုံးစက္ကန့်30ပဲအသက်အောက်နိုင်တာကြောင့်မမြုပ်သေးခြင်းရင်လိုင်ကူအပြင်ဘက်ကိုအမြန်ဆုံးကူးခတ်ထွက်ရပါတယ်ကံကောင်းတာကသူဟာထိတ်တန်းရေငုပ်ပစ္စည်းတွေကိုပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။သူဤကျေပြန့်တဲ့ရှေ့ခြေထောက်တွေဟာရေအောက်မှာကူးခတ်ဖို့အလွန်တင့်တော်ပြီးခန္ဓာကိုယ်ပေါ်ကနူးညံ့ထူထပ်တဲ့အမွှေးအမြင်တွေဟာရေကိုရေကင်းအောင်ပြုလုပ်ပေးုံတင်မကပဲအပူဓာတ်ကိုပါထိမ့်သိမ့်ပေးပါတယ်။ကုန်းပေါ်ကိုအောင်မြင်စွာရောက်ရှိသွားလို့ဘေးကင်းသွားပေမဲ့အစာရှာတဲ့ခြေလမ်းတွေကိုတော့ရပ်တန့်လို့မရပါဘူး။ထို့ကြောင့်သူဟာအသက်ပြင်းပြင်းတစ်ချက်ရှူပြီးရေထဲသို့တတိရှိရှိပြန်လည်ငုပ်ရှုလိုက်ပါတယ်။ရေအောက်မှာဆိုရင်သူဤစုံစမ်းထောက်လန်းနိုင်စွမ်းရောကျသွားပြီလို့ထင်ပါသလားလုံးဝမဟုတ်ပါဘူး။ကျန်နာခေါင်းပွေးကောင်ဟာအစာတို့မဟုတ်ရေအောက်ကအရာဝတ္ထုတွေကိုလေပူပေါင်းလေးတွေမှုတ်ထုတ်လိုက်ပါတယ်။လေပူပေါင်းတွေကရေထဲကအနက်မော်လီကျူးတွေကိုစုပ်ယူလိုက်ပြီးနောက်သူကအဲ့ဒီလေပူပေါင်းတွေကိုနှာခေါင်းထဲအမြန်ဆုံးပြန်လည်စုပ်ယူလိုက်တာပါဒီလိုထူးခြားတဲ့လေပူပေါင်းဖြစ်အနံ့ခံခြင်းစီစနစ်ကိုအသုံးပြုပြီးရေအောက်မှာလည်းရေဝက်တော်ဝါပိုးမွားများနဲ့ငါးငယ်ပစုံငယ်များကိုတိကျစွာရှာဖွေနိုင်ပါတယ်ရေကုန်းတစ်ထပ်မှာအပြေအဝအလိုက်တင်နေထိုင်နိုင်တဲ့အကန့်အသတ်ရှိနိုးတိုက်တဝါလေးတွေထဲကတကောင်ဖြစ်တဲ့ကျင်းနှာခေါင်းပွေးကောင်ဟာဒီလိုခက်ခဲတဲ့အာယုံခံစနစ်နဲ့အစာဖမ်းယူမှုမဟာဗျူဟာကိုအသုံးပြုပြီးအမောင်ထုနဲ့နှုံးနစ်တွေကြားမှာစစ်မှန်တဲ့ဘရင်တစ်ပါးအဖြစ်ရှင်သန်နေထိုင်လျက်ရှိပါတော့တယ်